ကဲ hello မဲမင်္ဂလာပါเนาะကဲအခုကျွန်တော်ဘာလဲလာပြောပြမယ်နဲဆိုတော့အခုကဟိုပေါ့နော် wifi တွေလေအခုက VPN ကVPN တွေတုံးလို့မရတော့ဘူးเนาะအရင်တော့တက်လို့ရရဲ VPN IOI နဲ့ပြီးတော့VPN IOI ပြီးတော့Echo VPN တွေသူကတက်လို့ရရဲเนาะအခုဆိုရင်သူက wifi တုံးရင်သူကတက်လို့မရတော့ကိုယ်ပိုင် internet တုံးမယ်ဆိုရင်သူကတက်လို့ရတယ်အခုကျွန်တော်ပြပေးပါပဲတော့သူက wifi နဲ့တုံးရင်လည်းသူက VPN တက်လို့ရ VPN လေးပြပါတယ်เนาะဒီအောင်လေးရောเนาะအဲ့မှာဖြတ်လေကြကျွန်တော်စာနဲ့ပါနဲ့အပေါ်မှာရေးပြီးပြပေးထားမှာပြပါတယ်เนาะဒီအောင်လေးရှိပါအဲ့နှစ်ခုဆိုရင်သူကတုံးလို့ရပါတယ်เนาะခုเนาะကျွန်တော်ရေးပြီးစီခံပေးပါမယ်เนาะအဲ့ကောင်လေးဆိုရင်အဆင်ပြေပါတယ်ကျွန်တော်တုံးနေတဲ့ဟာပေါ့เนาะပြီးတော့နောက်တစ်ခုကျတော့ phone လေးကပြပြီးတော့ခဲ့ iPhone 6 iPhone 10တုံးလေးကြာတော်တော်လေးကိုကြာတော့ပါပြီเนาะဒီကောင်လေး iPhone 7တုံးခဲ့ရပါတော့အရောင်လေးဆိုရင်အရာလေးကိုမိုက်ပဲအပိုင်းရောင်ရှိမယ်ဟိုကအရာရောင်ရှိမယ်ပြီးတော့ဖြူအောင်အမဲရောင်လေးရှိအောင်မယ်เนาะဟိုဒီကောင်လေးစေးအရာလေးကိုကြာရဲ RAM RAM ကို128 GB ကို2000ကျော်နဲ့ရပါမယ်เนาะ956ဆိုရင်လည်း2000ကျော်နဲ့ရပါမယ်เนาะနားကြမပါပါဘူးเนาะ2000ကျော်နဲ့ရပါမယ်เนาะသူ့ပဲထိဆိုရင်အကုန်လုံး90ကျော်ရှိပါမယ်เนาะပြီးတော့ဟိုအကုန်လုံးအနာစွာကျင်းရှင်းနေเนาะလိုချင်တယ်ဆိုရင်ကျွန်တော်ဆက်တော်မီမင်းလာလို့ရပါတယ်เนาะ software တွေပါအကုန်လုံးထည့်ပေးပါတယ်ဟိုမြန်မာ software တွေအကုန်လုံး Facebook ပိုင်းအကုန်လုံးတစ်ခါတည်းလုပ်ပေးပါမှာเนาะ ID ဆိုရင်အခုက VPN တွေပါတုံးလို့ရတဲ့ ID ဟိုမြန်မာ software တွေတောင်းလို့ရတဲ့ ID လုပ်ပေးမှာဖြစ်ပါတယ်เนาะ PG မဲ့မှာဆိုရင်လည်းကျွန်တော်ပို့ပေးပါတယ်เนาะယုံကြည်စိတ်ဆက်ဆိုတာလည်း review အားပေးလို့ရပါတယ်ရွှေဒီထဲမှာဆိုဟိုဆိုင်မှာလာကြည့်နေဆိုရင်တော့ကျွန်တော်ဆိုင်ကမန္တတာရှိပါပေါ့နော်ရွှေဒီမန္တတာရှိမှာပေါ့နော်လာချင်နေဆိုရင်ကျွန်တော်စီမှာဖုန်းဆက်လို့ရပါတယ်နော်ကျွန်တော်အောက်မှာဖုန်းနံပါတ်တင်ထားပေးပါမယ်ဟိုရင်ကျွန်တော်တွေ့အကောင့်ကို follow ပြီးတော့တွေ့အကောင့်ထဲမှာလည်းမြင်မြင်လာလို့ရပါတယ်နော် WeChat app ပြီးတော့ပြောလိုက်လာပြောလာလို့ရပါတယ်နော်လူချင်းတွေမြင်မြင်ဆက်သက်ခဲ့ပါနော် software တွေပါလည်းအကုန်လုံးလုပ်ပေးပါတယ်နော် bye bye